နော်ဒီနေ့ကိုပြောပြပေးမှာကလေအခုဘာလဲဆိုတော့ anti-thyroid drugs တွေရဲ့ initial dose ပေါ့နော် initial dose of the anti-thyroid drugs တွေကိုပြောပြပေးမှာပေါ့အခုလို့ပုံမှန်အားဖြင့်တော့အခုဘာလဲဆိုတော့ဒီ anti-thyroid drugs ကို hyperthyroid အတွက်ပေါ့နော် hyperthyroid အတွက်ဆေးပေးကြတဲ့အခါကျရင်ကိုတို့က generally ကတော့ကိုတို့ဥမာ carbimazole ပေါ့ကိုတို့ရှိမှအသုံးများတာတော့ carbimazole ပေါ့နော် carbimazole ကို2TDS ဆိုပါလို့ကိုတိုက်တယ်ချို့ကြတော့ 6OD ပေါ့နော်30 mg OD ပေါ့အဲ့လိုမျိုးတိုက်ကြတယ်ဒါ initial dose ကတော့ကိုတို့အကြမ်းအဖြစ်တော့အဲ့လိုပဲပေးကြရတော့များတာပေါ့ဒါပေမဲ့ကိုဒီဗီဒီယိုမှာကျတော့ဗာလဲဆိုတော့ guideline ကဘယ်လိုပြောထားလဲပေါ့နော်အဲ့တော့ anti-thyroid drug တစ်ခုစပေးပြီဆိုရင်ねသူကဘယ်လိုပြောထားလဲပေါ့နော် guideline မှာဒါလေးကိုနည်းနည်းလေးပြောပြချင်တာပေါ့နော်အဲ့တော့ဒါကတော့ကိုလိုပါလဲဆို American Thyroid Association guideline ပေါ့နော်2016ထဲကတော့ထွက်ထားတာပါပဲเนาะဒါပေမဲ့ကိုလိုပါလဲဆိုတော့ခုထိတော့အဲ guideline ပဲသုံးနေတုံးပဲပေါ့ဒီเนาะအဲ့တော့အဲ့မှာသူတို့ကတော့ American ဘက်ကကျတော့သူက carbimazole မသုံး methimazole ဆိုတာကိုသုံးတယ်ပေါ့နော်အဲ့တော့ methimazole နဲ့ carbimazole ကဘယ်လိုကွာသွားလဲဆိုတော့သူက carbimazole ကနေမှcarbimazole က prodrug ပေါ့နော် prodrug ကနေမှကို methimazole ဖြစ်ကိုပြောင်းတယ်အဲ့တော့ carbimazole နဲ့ methimazole ရဲ့ conversion ကိုကြည့်မယ်ဆိုရင် methimazole 6 mg is equal to တဲ့ carbimazole 10 mg ဆိုပြီးပြောရပေါ့နော်အဲ့တော့ခုကတော့ဒီကတော့သူ guideline က methimazole နဲ့ပြောထားတာပေါ့နိအဲ့တော့ methimazole ကတော့သူကဗာလဲဆိုတော့နော်တကယ်လို့လေသူ free T4 နဲ့ကြည့်ခိုင်းတယ်เนาะအဲ့တော့ free T4 level ကတဲ့1 to 1.5 times the upper limit of normal ပေါ့เนาะအဲ့တော့များတယ်ဘယ်နှစများလဲပေါ့တကယ်လို့1 to 1.5 times လောက်ပဲများရင် methimazole ရဲ့ daily dosing ကို5 to 10 mg ပေးပေါ့5 to 10 mg ပေါ့နော်အဲ့တော့ဥမာကို6 mg methimazole က carbimazole 10 mg လောက်နဲ့ညီတယ်ဆိုတော့ roughly တွက်လိုက်ရင်အဲ့လောက်ဝင်ချင်းဖြစ်သွားမှာပေါ့ carbimazole ဆိုရင်2ဆနီးပါးပေါ့ဒါပေမဲ့2ဆအတိကြတော့မဟုတ်ဘူးเนาะဒါပေမဲ့အလွယ်ပြောမယ်ဆိုရင်2ဆနီးပါးပေါ့เนาะအဲ့တော့1 to 1.5 times လောက်ပဲများတာဆိုရင်သူက5 to 10 mg methimazole ပေါ့เนาะအဲ့ဒါဆိုရင် carbimazole အနေနဲ့ဆိုရင်10 to 20ဝန်းကျင်လောက်ဖြစ်သွားမှာပေါ့เนาะအဲ့တော့တကယ်လို့ free T4 က 1.5 to 2 times upper limit of normal ဆိုရင်10 to 20 mg for methimazole ပေါ့เนาะအဲ့တော့10 to 20 mg per day ပေါ့เนาะအဲ့တော့အဲ့လောက်ပေးလို့ရတယ် daily dose ကเนาะအဲ့တော့တကယ်လို့2 to 3 times upper limit of normal ဖြစ်နေเนาะ30 to 40 mg လောက်ထိပေးလို့ရတယ်ပေါ့เนาะအဲ့ဒါဆိုရင် carbimazole အနေနဲ့ပြောရင်50 mg တော့ဖြစ်သွားမှာတကယ်လို့30 mg methimazole ဆိုရင်လေ carbimazole အနေနဲ့ပြောမယ်ဆိုရင်50 mg တော့ဖြစ်သွားမှာ50ပေါ့เนาะအဲ့လိုမျိုးဖြစ်သွားမှာပေါ့เนาะအဲ့တော့ဒါကတော့သူ rough guideline ပါပဲတဲ့เนาะအဲ့တော့အရင်အတိအကျကြီးတော့လည်းမဟုတ်ဘူးပေါ့เนาะအဲ့တော့တကယ်လို့များအဆင်ပြေတယ်ဆိုရင်တော့လေသူတခြားဟာရင်းလည်းကြည့်အောင်ပေါ့ symptom တို့ gland size တို့เนาะသူ33 level ဒါစားဖြင့်ဒါကြီးလည်းကြည့်အောင်လို့တော့သူပြောတယ်ပေါ့เนาะအဲ့တော့ serum T3 are important to monitor initially because some patient normalize their 3 T4 level with MMI ဆိုတာ methimazole ပေါ့เนาะ but have their persistently elevated serum T3 ပေါ့เนาะအဲ့တော့သူကအစပိုင်းမှာ T4 တခုလည်းမစင်နဲ့ပေါ့ T3 ပါထည့်စစ်ပေါ့ monitor လုပ်တဲ့အခါမှာเนาะအဲ့တော့T3 ကလည်းအစပိုင်းမှာတော့ monitor လုပ်ဖို့တော့လိုသေးတယ်ပေါ့ဒါပါသူတစ်ချက်ပြောထားတယ်เนาะအဲ့တော့အခုအဓိကဒီ PowerPoint မှာအခုအဓိက emphasize လုပ်သွားခြင်းတာကတော့အဓိကအားဖြင့်တော့ကိုပါလဲဆိုတော့အဲ့ဒီဟိုအောင် emphasize လုပ်သွားခြင်းတာပေါ့เนาะအဲ့တော့ free T4 ရဲ့ level ပေါ်မူတည်ပြီးတော့ anti-thyroid dosing အဲ့လိုလေးရှိတယ်ဆိုတာလေးကိုအဓိက emphasize လုပ်သွားခြင်းတာပါဒါပေမဲ့တခုရှိရသူတို့ guideline ကတော့ methimazole နဲ့ပြောထားဖြစ်တာပေါ့เนาะကိုရှိမှာတော့အများအပြည့်သုံးရတာအကောက်ပြီးမစောသုံးရတာဆိုတော့လေနည်းနည်းတော့ကွာတော့ကွာပါပေါ့လေဒါပေမဲ့ဒီဟာလေးကိုအဓိက emphasize လုပ်ချင်တာဖြစ်ပါနော်အဲ့တော့ okay အဲ့တော့ဒါလေးက initial methimazole dose အကြောင်းကိုပြောသွားတာပါနော်အဲ့တော့အားလုံးကိုဒီပါဝါရတော့ကိုဒီလောက်ပဲပေါ့နော် short video လေးပဲကိုလုပ်ပြီးဆက်ပြီးပြောသွားမှာဆိုတော့လေနောက်ပိုင်းမှာလည်းအဲ့လိုမျိုးကို CMU တွေကိုဆက်ပြီးနားထောင်ဖို့တော့ကိုရဲ့ဒီ YouTube channel လေးကိုလည်း subscribe လုပ်ထားဖို့ဖိတ်ခေါ်ချင်နော်အားလုံးကိုကျေးဇူး